မကောင်းသောဘေးမကောင်းသောရန်မကောင်းသောဒဏ်မကောင်းသောအန္တရာယ်ရှိကနှုတ်ပဲသုတ်သင်ရှင်းလင်းပြတဲ့အဆောက်အအုံသန့်ဝိုင်းသန့်မြေသန့်သမာနာသံဝါဒသီမာသမုဟနနာလို့ခေါ်တဲ့ပညာတော်အာနာဒေသနာတော်ကာမဝါစာနဲ့ဒီနယ်မြေပေါ်မှာရှိနေတဲ့အိမ်တွေအဆောက်အအုံတွေအားလုံးဘုန်းကြီးတို့သန့်ရှင်းပါပါနမောတသဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသုနာတုမေဗန္တိသံဃောယာတာသံဃေနသီမာသမ္မတာသမာနာသံဝါသာဧကုပောသေထာယတိသံဃတပတ္တကံလံသံဃောတံတိမံသမုဟနေယသမာနာသံဝါသံဧကုပောသေထံဧသာညတိသုနာတုမေဗန္တိသံဃောယာတာသံဃေနသီမာသမ္မတာသမာနာသံဝါသာဧကုပောသေထာသံဃောတံတိမံသမုဟနတိသမာနာသံဝါသံဧကုပောသေထံယတာယသမတောခမတိဧတိတာသီမာယသမာနာသံဝါသာယဧကုပောသေထာယသမုဂ္ဂါတောသောတုံနှသာယတာနေခမတိသောဘာတိယသမုဟတာသာတိမာသံဃေနသမာနာသံဝါသာဧကုပောသေထာခမတိသံဃတတသမတုံနိဧဝမေတံဓာရယာမိသာဓုသာဓုသာဓု